အစ္စရေးကအီရန်ကိုလက်တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့်လုံးဝခြားနားတဲ့လက်တွေ့ဖြစ်ရတစ်ခုဖြစ်ပွားခဲ့ပါတယ်။အစ္စရေးကနေထွက်ခွာလာခဲ့တဲ့အစ္စရေးလေတွေဟာလက်တစ်ဝက်မှာစီဖြစ်ပြီးတော့အစ္စရေးကနေမိုင်1000လောက်ဝေးတဲ့အီရန်မှာရှိတဲ့ရှေးပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီမြင်ကွင်းကတွန်ခရုစ်တရုတ်ဆောင်ခဲ့တဲ့ Top Gun ရုပ်ရှင်ကတိုက်ရိုက်ထုတ်လွှင့်တာကိုကြည့်နေရသလိုပါပဲ။ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာပဲမြင်တွေ့နိုင်တဲ့ဒီလိုတိုက်ခိုက်မှုမျိုးဟာလက်တွေ့လောကမှာလည်းဖြစ်နိုင်ပြီးတော့အစ္စရေးကဒါကိုတနည်းနည်းနဲ့ဆောင်ရွက်နိုင်ခဲ့လို့ပြောချင်တာပါ။အစ္စရေးကနေမိုင်1000ဝေးတဲ့အီရန်ကိုတိုက်ခိုက်ခဲ့တာကအစ္စရေးကအီရန်ရဲ့ဘယ်လိုပြစ်မှတ်တွေကိုမဆိုတိုက်ခိုက်နိုင်စွမ်းရှိတာကိုပြသလိုက်တာပါ။အစ္စရေးကိုတိုက်ခိုက်မယ်ဆိုရင်အရင်ဆုံးပြစ်မှတ်ဖြစ်မယ်လို့လူတိုင်းကထင်ထားတဲ့နျူကလ িয়ার စက်ရုံတွေကိုဒီမှာတွေ့နိုင်ပါတယ်။ဒါပေမဲ့အခုတစ်ချိန်တိုက်ခိုက်မှုမှာတော့အစ္စရေးကအီရန်ရဲ့ခုခံကာကွယ်နိုင်စွမ်းကိုထိခိုက်ပျက်စီးစေဖို့ယူရပြီးရုရှားကအီရန်ကိုပေးပို့ထားတဲ့ S-300 နဲ့ S-400 လိုမျိုးလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ဒါကြောင့်အခုလိုတိုက်ခိုက်မှုကပုံမကြီးမားတဲ့ကိစ္စတွေအတွက်ကြိုတင်ပြင်ဆင်တဲ့ပုံစံမျိုးဖြစ်နေပါတယ်။ရုရှားစစ်ရေးနည်းပညာဖြစ်တဲ့လေကြောင်းတိုက်ခိုက်မှုကာကွယ်ရေး S-400 စနစ်နဲ့အမေရိကန်စစ်ရေးနည်းပညာရထုတ်လုပ်ထားတဲ့ F-35 တိုက်လေယာဉ်တို့ရဲ့ထိပ်တိုက်ရင်ဆိုင်မှုကိုရှင်းရှင်းလင်းမြင်နိုင်တဲ့ဥမာအနေငယ်တွေကတစ်ခုဖြစ်ပါတယ်။အစ္စရေးရဲ့ဒီရေးပါတဲ့စစ်စင်ရေးမှာအစ္စရေးလေယာဉ်တွေအားလုံးအထီးကိုင်းမရှိဘဲနဲ့အိမ်ပြန်နိုင်ခဲ့တဲ့အတွက်အမေရိကန် F-35 တွေကရုရှား S-400 ထက်ပိုတာတယ်လို့ဆိုရပါလိမ့်မယ်။အစ္စရေးနိုင်ငံကနေအီရန်နိုင်ငံတဲကိုရောက်ဖို့ဆိုတာမလွယ်ပါဘူး။အရန်ဝေးကွာလုံးတဲ့အကွာဝေးတစ်ခုဖြစ်ပြီးတော့နှစ်နိုင်ငံကြားမှာအစ္စရေးရဲ့ရန်သူနိုင်ငံတွေဖြစ်တဲ့ဆီးရီးယားနဲ့အီရတ်နိုင်ငံတစ်ခုကခြားထားပါတယ်။အစ္စရေးကအီရန်နိုင်ငံမြို့တော်တီဟီရန်ကိုတိုက်ခိုက်နိုင်ခဲ့တာပါ။ဒါပေမဲ့နောက်ထပ်တိုက်ခိုက်မှုရဲ့အဓိကပြစ်မှတ်ကနျူကလ িয়ার စက်ရုံတွေမဟုတ်သေးပါဘူး။ဒါပေမဲ့ဒီစက်ရုံတွေကလည်းအစ္စရေးရဲ့အဓိကပြစ်မှတ်ဖြစ်လာမှာပါ။ဒီစက်ရုံတွေမှာတိုင်ငင်အစ္စရေးရဲ့ပထမဆုံးပြစ်မှတ်တွေကတော့အပေါ်မှာပြောခဲ့တဲ့အတိုင်းပါပဲ။အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့အီရန်နိုင်ငံတွင်းဒုံးကျည်ထုတ်လုပ်ရေးတို့ဟာအဓိကပြစ်မှတ်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်လက်ဖြားခါလောက်အောင်အရန်ကောင်းတဲ့စစ်စင်ရေးအပြီးမှာအီရန်နည်းပညာမြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာအားလုံးမဟုတ်ရင်တော့မှအများစုကပျက်စီးသွားခဲ့တာကြောင့်အခုချိန်အီရန်ကောင်းကင်မှာအစ္စရေးလေယာဉ်တွေအတွက်အတားအဆီးမရှိတော့ပါဘူး။ဒါကတော့အီရန်ကိုတိုက်ခိုက်မှုအကြောင်းပြသထားတဲ့နောက်ထပ်ဗီဒီယိုတစ်ခုပါ။အစ္စရေးဘုံကျဲတဲ့ညဟာအီရန်ပြည်သူတွေအတွက်အေးချမ်းတဲ့ညမဟုတ်ခဲ့ပါဘူး။တညလုံးစူညံနေခဲ့ပါတယ်။လေကြောင်းရန်ကာကွယ်ရေးစနစ်ကအစ္စရေးလေယာဉ်တွေကိုတားဆီးဖို့ကြိုးစားပေမဲ့မအောင်မြင်ပဲလေကြောင်းရန်ကာကွယ်ရေးအများစုကသာလေယာဉ်တွေရဲ့တိုက်ခိုက်မှုတွေကြောင့်ပျက်စီးသွားခဲ့ရပါတယ်။ဒါကြောင့်အစ္စရေးကလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုဖျက်ဆီးအောင်သာမကပဲအစ္စရေးအပေါ်အီရန်တုံ့ပြန်နိုင်စွမ်းကိုလည်းဖျက်ဆီးခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အီရန်ဒုံးကြီးအများပြားကိုအစ္စရေးကတကယ်ကိုဖျက်ဆီးနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။အီရန်ဆိုရဟာသူတို့ကိုသူတို့ခုခံကာကွယ်မှုမလုပ်နိုင်အောင်သာမကအစ္စရေးကိုလည်းအရင်ကလိုချိန်ချောက်လို့မရတော့တာကြောင့်စိုးရိမ်မှုတွေကတိုးလာနေခဲ့ပါတယ်။အီရန်တကယ်ကိုဘေးကျနန်းချက်အနေထားဖြစ်နေပါတယ်။အစ္စရေးကအီရန်ကိုလက်ဖျားခေါင်းအောင်ထူးခြားပြောင်မြောက်တဲ့တိုက်ခိုက်မှုတွေကိုပြုလုပ်နိုင်ခဲ့ပါတယ်။အစ္စရေးလင်အားလုံးဘေးမတိရန်မခပဲပြန်သွားနိုင်တာကတကယ်ကိုအံမခန့်ပါပဲ။အထက်မှာပြောခဲ့သလိုပါပဲ။ဒါက Top Gun လိုမျိုးရုပ်ရှင်ဇာတ်ကားတစ်ခုကိုကြည့်နေရသလိုပါ။ဒီမစ်ရှင်ကတကယ်ကိုယူမိုက်တဲ့မစ်ရှင်ပဲဖြစ်ပါတယ်။ဒါအလုပ်ဖြစ်ခဲ့ပြီးတော့အစ္စရေးအတွက်အခြေအနေအရန်ကိုကောင်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါတကယ်ဖြစ်ပျက်ခဲ့တဲ့အံ့ဖွယ်ဖြစ်ရတွေတဲကမှကျွန်တော်မျက်မြင်ကြုံတွေ့လိုက်နိုင်တဲ့အံ့ဖွယ်